ခါကမိကနာကတစ်ပင်တပင်ပေါ်မှာနေထိုင်နေယုံမင်းနဲ့မြေထဲမှာနေတဲ့မိချောင်းတို့ရှိကြတဲ့မိချောင်းဟာအမြဲတမ်းယုံမင်းကိုဖမ်းစားဖို့အခွင့်အရေးချောင်းနေခဲ့ပါတယ်။တနေ့မှာတော့မိချောင်းကအကြံတစ်ခုရသွားတယ်။သူဟာမိကနာမှာတေးချင်းရောင်ဆောင်ပြီးအငိမ့်သားလဲနေလိုက်ပါတယ်။ယုံလာတဲ့အခါဖမ်းစားမယ်ပေါ့။ယုံမင်းကရေလာတော့ရင်ကန်းနာမှာလဲနေတဲ့မိချောင်းကြီးကိုမြင်တော့တန်တရဖြစ်သွားတယ်။မိချောင်းတကယ်သေးမသေးသိကျင်လာနဲ့လှမ်းပြီးအော်ဖြောလိုက်တယ်။အေးဒီမိချောင်းကြီးကတော့သေးလာသေးပုံရပါတယ်။ဒါပေမဲ့ငါတို့အဖိုးဘွားတွေပြောဖူးတာကတော့မိချောင်းအစ်စ်သေးရင်အမီးကလွတ်ရတယ်တဲ့။အခုဟာကအမီးကငိမ့်နေတော့အတူကြီးဖြစ်ရမယ်။အဲ့ဒီစကားကိုကြားတော့မိချောင်းကသူ့သေးတာအစ်စ်ဖြစ်ကြောင်းတက်တည်ပြချင်တာနဲ့သူ့ရဲ့အမီးကြီးကိုထဖြက်ဖြက်လှုပ်ပြလိုက်ပါလေရော။ယုံမင်းလည်းတေတဲ့ကောင်အမီးလှုပ်ပါမလားလို့ရဲပြီးထပ်ပြီးသွားတာပေါ့။နောက်တစ်ချိန်မှာတော့မိချောင်းကယုံမင်းအလုံးကြိုက်တဲ့ထဖန်းသီးပင်အောင်မှာထဖန်းသီးပုံကြီးလို့ဟန်ဆောင်ပြီးဝက်နေပြန်ပါတယ်။ယုံမင်းကထဖန်းသီးစားကိုလာရင်းနဲ့ထုံးစံအတိုင်းတန်တရာဝင်ပြန်တယ်။သူကတစ်ပင်ကိုလှမ်းပြောစေ။ထဖန်းသီးပင်ကြီးခမည်းစီကတီးတဲ့အသီးတွေကမင်းရင်အတန်ဖြူရစေမဟုတ်လား။အခုဟာကဘာတိုင်းမှမကြားရပါလား။ဒီတခါလေမိချောင်းကအလိုက်မသိပဲယုံအောင်ဆိုပြီးပါးစပ်ကနေဝက်လို့အသာလှုပ်ပြလိုက်ပြန်တယ်။ယုံမင်းကထဖန်းတီးကအော်သလားလူမေးပြီးနောက်တစ်ခါလွတ်မြောက်သွားပြန်ပါတယ်။မိချောင်းကအရန်တော်ထထက်ပြီးယုံမင်းကိုအမိဖန်းဟိုနောက်ဆုံးနီလန်းကိုသုံးပါတယ်။သူဟာယုံမင်းရေတောက်နေကြနေရမှာရေအောက်ကနေငိမ်ပြီးစောင့်နေပါတယ်။ယုံမင်းရေထဲငုံတောက်လိုက်တာနဲ့သူ့ရဲ့နှုတ်သီးကိုမိချောင်းကဆွဲဖမ်းလိုက်ပါတော့တယ်။ယုံမင်းဟာအဖမ်းခံလိုက်ရပြီးမြစိတ်မပလက်ပဲအခုလိုအော်ဖြောလိုက်တယ်။အဟဲမိချောင်းကြီးရခင်ဗျားဖမ်းထားတာကငါးချေထောင်မဟုတ်ဘူးဗျ။ဘေးနာကထင်းချောက်တုံးကြီးကိုဖမ်းထားတာ။အဲ့ဒါကြောင့်ငါကမနာလို့မအော်တာပေါ့။မိချောင်းကသူ့ဖမ်းထားတာထင်းတုံးပဲထင်ပြီးယုံချေထောက်ကိုလှတ်ပေးလိုက်တဲ့အချိန်မှာပဲယုံမင်းဟာကုန်းပေါ်ကိုတရှိန်ထွေးခုန်တက်ပြီးလွတ်မြုပ်သွားပါတော့တယ်။ပုံမြင်လေးရဲ့သင်ခန်းစာကတော့ခွန်အားရှိုံနဲ့မပြီးပဲဉာဏ်ပညာရှိမှသာဘေးအန္တရာယ်ကလွတ်မြောက်နိုင်ပါတယ်။ဒေါသကြောင့်ဖြစ်စေမိုက်မဲမှုကြောင့်ဖြစ်စေသူတစ်ပါးရဲ့ညောပင်စကားနောက်ပါသွားရင်အမှားကျူးလွန်မိတတ်တယ်ဆိုတာပဲဖြစ်ပါတယ်